စောင်းရင်မိုးရဲ့အောင်မြင်မှုနဲ့ဆန်ကတော့သူ့နာမည်နဲ့လိုက်အောင်ကိုမယုံကြည်နိုင်တော့အောင်ကိုလပိုင်းအတွင်းမှာကြောက်စရာကြီးပါဗျာတစ်ချက်လောက်ကြည့်ပါဦးတိုင်းမိုးကပဲချိန်ဘယ်နေရာကြီးသူကထင်တာမြင်တာရှိတယ်လူတွေကြားထဲမှာသူကတယောက်တည်းထင်းနေတဲ့ပုံစံမျိုးရှိတယ်သတိထားမိကြလားဒီထဲမှာလည်းထီးတစ်ခုလုံးကိုဝင်$9နဲ့သေးကြကိုစီရီထားတာနော်ဒါကရွှေတွေငွေတွေအောင်ပါစေဆိုတဲ့နမိတ်ပုံစံနဲ့ဖန်တီးထားတယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးတော့လည်းကိုရတော်တွေကရှင်းမှာတယောက်နောက်မှာလည်းတယောက်ဒီဘက်လည်းမှာလည်းပရိသတ်များစွာနဲ့ဟိုကိုကြီးတယောက်ကိုလည်းတစ်ချက်ကြည့်ပါဦးသူကတော့စောင်းရင်မိုးကိုလူမဟုတ်ရဲ့လားနှစ်သားများလားဆိုပြီးတော့တည်တည်ကြကြည့်နေတာနော်ဒါကပြောဝယ်မှာလို့တော့ပြောကြတယ်ဘာလို့တာလဲဆိုတာတစ်ချက်လောက်ပြောပြကြပါဦးစောင်းရင်မိုးရဲ့ဇက်စရာကိုဗီဒီယိုပြီးတဲ့အထိတွေ့မိကြလားသတိထားမိကြလားဗျာသူကတော့ထီးတော့မစောင်းနိုင်ဘူးဗျာသူ့ကိုတော့ကျွန်တော်တည်တည်ကြကြည့်မှတွေ့ရတယ်ဗျာသူမှထီးတော့မစောင်းနိုင်ဘူးဗျာပြောင်းနေဆိုတော့ကြည့်တာသူ့ကိုလည်းရွာသားတွေကတယောက်ဆိုပြီးတော့ထင်သွားတာဘာလို့လဲဆိုအလူရက်ကိုအပြိုင်ဆိုင်သူတယောက်တည်းကိုရှောက်ချက်ခတ်နေပြီးတော့ဗီဒီယိုတွေရိုက်နေတော့တာဗျာသူလည်းစိုင်းမိုးရဲ့ပရိသတ်ပြန်ဖြစ်နေပြီလားတော့မသိဘူးဗီဒီယိုကြီးပဲအတေးရိုက်နေတော့တာဗျာဒါကဘယ်ပွဲလဲဆိုတာတစ်ချက်လောက်ရေးပေးခဲ့ကြအောင်နော်အဝေးကပရိသတ်တွေလည်းသွားကြည့်လို့ရအောင်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျာ